တည်းမှာရုပ်တရက်ရင်တုံးတယ်လို့ခံစားရဘူးလားကျမတို့စီကန်းနေမှာဆိုရင်နေ့စဉ်လူနာတွေကရင်တုံလို့ဆိုပြီးလာပြကြပါတယ်ညတော့အဖြစ်ဒီလိုခဏတစ်ဖြုတ်ရင်တုံတာတွေကစိုးရင်စရာမလိုပါဘူးဒါပေမဲ့ဘာကြောင့်ဒီလိုရင်တုံတတ်တယ်လဲဘယ်ချိန်မှဆိုရင်စီကန်းတော့ပြရမလဲဘလို့အခြေအနေတွေကတော့အရေးကြီးတဲ့ယောဂတွေဖြစ်နိုင်တယ်စတာတွေကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမနာမည်ဒေါက်တာဖြိုးပါရင်တုံနေဆိုတာကတော့အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်တခါတလေမှာကော်ဖီတောက်ပြီးရင်တုံတတ်တယ်လို့တခါတလေမှာပြပြထထလေ့ကျင့်ခန်းလုပ်ပြီးရင်လည်းရင်တုံတတ်ပါတယ်တခါတလေမှာဆေးလေးတောက်ပြီးရင်လည်းရင်တုံတတ်လေရှိကြပါတယ်ကော်ဖီမှာပါတဲ့ကက်ဖင်းဓာတ်ဆေးလိပ်မှာပါတဲ့နီကိုတင်းဓာတ်တွေကကျမတို့ရဲ့နှလုံးကိုသွားပြီးတော့လုံးဆော်တာဖြစ်တဲ့အတွက်နှလုံးခုန်လုံးကမြန်လာတာဖြစ်ပါတယ်အရက်အလွန်ကြိုတောက်ပြီးတဲ့အခါမှာလည်းခန္ဓာကိုယ်ထဲမှာ electrolyte တွေမညီမျှမှုဖြစ်စေတဲ့အတွက်ရင်တုံတတ်ပါတယ်တခါတလေမှာစိတ်ပူပန်မှုများပြီး anxiety တက်တဲ့အချိန်မှာလည်းရင်တုံတတ်ပါတယ်တခါတလေမှာအိပ်ရင်မိုးရတဲ့အခါကျမတို့ခန္ဓာကိုယ်က stress hormone တွေထွက်တဲ့အတွက်လည်းရင်တုံတတ်ပါတယ်ယနေ့ခေတ်မှာအသုံးများလာတဲ့ဒီ happy water တို့ K တို့စတဲ့လူကိုနိုးကြွစေတဲ့မူရည်စေပါတွေကလည်းရင်တုံတတ်ပါတယ်နောက်ပြီးရင်တုံတာဟာအမျိုးသမီးတွေမှာပိုပြီးတော့မှအဖြစ်များတယ်တဲ့။ဘာကြောင့်လဲဆိုရင်ကျမတို့အမျိုးသမီးတွေကစိတ်ခံစားလွယ်တယ်။နောက်တစ်ခုကတော့အမျိုးသမီးတွေရဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်းဖြစ်ပါလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ်ရင်တုံတာဟာဆိုရင်အသက်ငယ်တဲ့လူမှာဖြစ်ရင်ပိုပြီးတိတိကျကျပြောရရင်အသက်18နှစ်နဲ့40နှစ်ကြားမှာဖြစ်ရင်နှလုံးရောဂါကြောင့်မဟုတ်ပဲခုနပြောခဲ့တဲ့အချက်တွေကြောင့်မို့ပိုဖြစ်နိုင်ပါတယ်။ဒါပေမဲ့အသက်50ကျော်တဲ့သူတွေမှာအသက်80ကျော်တဲ့အဖိုးဖွားတွေမှာအခုလိုရင်တုံပြီဆိုရင်တော့အရေးကြီးတဲ့ယောဂါတွေဖြစ်နိုင်ပါတယ်။အထူးသဖြင့်အဲ့ဒီအသက်အရွယ်တွေမှာရင်တုံရင်းနဲ့ခေါင်းခဏခဏမူးတယ်၊ရင်ဘတ်အောင့်တယ်အသက်ရှူကျက်တယ်ဆိုရင်တော့အရေးကြီးတဲ့ယောဂါတွေဖြစ်နိုင်တာမို့ဈေးကပြတင်ပါတယ်။အသက်80ကျော်တွေမှာ AF လို့ခေါ်တဲ့နှလုံးစီးချက်မမှန်တဲ့ယောဂါကအလိုအတွေ့များပါတယ်။အကယ်၍ရင်တုံတာက3-4ပတ်ဆက်တိုက်ဖြစ်နေပြီဆိုရင်တော့ယောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ဘယ်လိုယောဂါတွေလဲဆိုရင်လူကြီးလူငယ်မရွေးဖြစ်တတ်တဲ့ thyroid ယောဂါအမျိုးသမီးတွေမှာယာတီလာတာများပြီးတော့မှဖြစ်တတ်တဲ့တွေအားနည်းယောဂါစီးချိုတမားတွေမှာစီးချိုကျတာစတဲ့ယောဂါတွေမှာရင်တုံတတ်ပါတယ်။အဲ့ဒီပြင်ခန္ဓာကိုယ်မှာရေဓာတ်ခန်းချောင်းနေတဲ့အချိန်ဆိုရင်ဒီပေါက်ချိန်ကျပြီးတော့မှနှလုံးခုန်မြန်လို့ရင်တုံတတ်ပါတယ်။ကလေးတွေမှာဆိုရင်လည်းအဖျားတက်ရင်တုံတတ်ပါတယ်။နောက်ပြီးရင် antidepressant တောက်နေတဲ့သူတွေပန်းနာရင်ကျက်ရှိလို့ရှူစေးတောက်စေးသုံးနေရတဲ့သူတွေမှာလည်းရင်တုံတတ်ပါတယ်။ဆရာဝန်ကညွှန်ရင်သွေးစစ်တာ ECG ဆွဲကြည့်တာတွေလုပ်တင်ပါတယ်။ယောဂကြောင့်မဟုတ်ပဲတာမန်နှလုံးတုံနာတွေကိုတက်တာစီဖို့အတွက်လုပ်လို့ရတဲ့နည်းလမ်းတွေကတော့နံပါတ်1စိတ်ဖိစီးမှုလျော့ကျအောင်တက်ရှူလေ့ကျင့်ခန်းတွေလုပ်တာယောဂဆော့တာစိတ်ကြည်လင်အောင်စာအုပ်တွေဖတ်ပေးတာပန်းချန်ထဲမှာလမ်းလျှောက်ထွက်တာစတာတွေလုပ်ပေးလို့ရပါတယ်နံပါတ်2ဆွတ်ဆောင်မှုထွက်တာနည်းအောင်အိပ်ရေးပါအောင်အိပ်ပေးတာနံပါတ်3နှလုံးကျန်းမာရေးအတွက်အသီးနှံတွေစားပေးတာမက်ဂနီဆီယမ်ပြည့်ဝတဲ့အစာအသောက်တွေဥပမာဗာတန်ဆေးတွေခင်းနွနွယ်ရက်တွေစားပေးတာမျိုးလုပ်ပေးလို့ရပါတယ်နံပါတ်4တိတ်အချိုများတဲ့အငံများတဲ့အစားအသောက်တွေကိုရှောင်ပေးပါနံပါတ်5ကော်ဖီနဲ့ energy drink တွေကိုလိုတာထက်ပိုမတောက်ပါနဲ့နံပါတ်6ဆေးလိပ်နဲ့အရက်ကိုရှော့တောက်ပေးပါရေများများတောက်ပါနံပါတ်9မူရစ်ဆေးပါနဲ့စိတ်ကြွဆေးကိုလုံးဝမသုံးပါနဲ့ရှင်တုံနာကိုရက်ရှည်ခံစားနေရပြီဆိုရင်တော့နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးစိတ်ပူစရာရှိတာမို့စီကံပြဖို့မမေ့ပါနဲ့အခုလိုကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုဒီ page ကနေဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် stay healthy stay informed